Yoga Bhagavati Hibiya Pamiyan Kalang Karundo Didukarani Khirangado Loka Hidaya Natho Namo Mahakarunikata Tata Yonatho Viniya Myaswa Tadawai Chanda Sipa Lula Daunda Kumbang Khadavi Natha Minya Jinshino Myapayadi Kabagodi Hibi Gregava Yedra Dinchado Pinole Abe Miyan Yedra Daida Pobyajenga Maswanai Mado Kalanli Adinchi Dainigava Shijado Kalapalo Loga Hidaya Tata Loga I Josiva Aloga Adidogarani Osa De Chile Inga Bitaji Madami Danin Tathasani Sanyanigu Chaditha Bwengade Asu Along Kayendo Murogo Karondo Payapi Yanjidan Joko Adudo Muyadi Pivi Kiran Lechimya Low at the Sound Layet Nalo Sewan Guro Ipe Manyendo Kadoba Dana Jipamya Swa Yodo Mugaya Shalivi Mahakaruni Katatadowa Mya Yinwe Tagedu Tanachikim Mahakaruna Shim Shidomudo Tata Tata Viniya Mya Swa Tatwa I Chanda Sipa Lula Daunda Kumbang Khadavi Natha Minya Tushino Myapaya Namo Yudi Pyao Pyao Mangoliovi Kero Yuju Shikhojindi Adubawadu Senzimadvi Shibazi Tati Paramishin Doye Bhagava Kondala Keta Thirima Bhava Ajam Daya Kondala Keta Nyama Saudi Rema Takhadiyan Jado Kondala Keti Lole Phobya Name Abiyesonga Bhaddha Kondala Keta Thirima Tho Thirima Ye Parami Bhava Bechenga Sagare Sura Tukurai Pyanli Pyopyade Thiri Apadana Lo Khore Chansa Ma Pare Dai Bhojiru Majaya Aung Bhava Sura Parami Shide Puguriye Bhawane Parami Mashide Puguriye Bhava Chana Jeta Shira Tudole Bhava Sura Be Bhava Be Phip The Sinjire Bhava Shida Lulu Sinmapide Bhava Lem Yamyada Shi Bhava Yalare Bugu de Uha Yimiro Ye Seita Mimiro Ye Pawanchin Sade Ajound Arigo Amibu Biro Bhawaha Simbireka Bire Simabireka Mabiu Sura Parami Shindu Ye Bhawa Phisi Parami Shin Mahoti De Puguri Bhawa Phisi Bhawa Sura Toroli Tuni De Atendarani Shidebo Bhaddha Kondala Keta Thirima Ye Parami Shin Bhava Berunga Sagadale Ludu Dio Ye Tandaya Bhava Evedama Shire Lu Nyasabyaga Hola Tandaya Ye Asana Mati Naibu Lu Nyasabyaga Hola Mati Naibu Sure Saga Mashigu Lu Pyora Nedo Madu No
အနတ်မတက်ခောယံဘိက္ခုတန်တာရောမြတ်စွာဘုရားဟောတဲ့စကားလုံးအယံတန်တာရောဤခန္ဓာအာရဏဓာတ်တွေတဘဝပြီးတဘဝဖြစ်လိုက်ပြက်လိုက်နဲ့ခန္ဓာအာရဏဓာတ်တွေဟာစင်စစ်မပြတ်ဖြစ်လာတဲ့တန်တာရကျင်လီနေရတဲ့တန်တရားကြီးဟာတဲ့အနတ်မတက်ခောအစကိုမသိနိုင်ဘူးမသိနိုင်တော့အစရှိတယ်တနည်းအားဖြင့်အနုအမတက်ကောတန်တရားရဲ့အစကိုနောက်ကြောင်းပြန်ပြီးတော့ရှောက်လန်းရှာဖွေတော်လည်းပဲသိဖို့မဖြစ်နိုင်ဘူးဘာကြောင့်မသိနိုင်တာတုံးလို့ဆိုလို့ရှိရင်ပုပ္ပါကောတိနပညာယတိအစပိုင်းလေးကိုပြန်ပြီးတော့တွေ့ဖို့ဆိုတာအလွန်ခဲစပိုင်းလေးဟာမသိနိုင်ဘူးဘာဖြစ်လို့မသိသိကြာတော့အကြည့်လို့မသိတာပေါ့သို့တော့ပါရမီဘဝတွေဘယ်ကစသလဲဆိုတာတော့ပြောလို့ရတယ်ပေါ့ခုဗတ္တာကုဏလကေတာထေရီမရဲ့ပါရမီဘဝဘယ်ကစဘုန်းကြီးတို့တွေလည်းပဲကိုယ့်ရဲ့ပါရမီဘဝဘယ်ကစလဲပါရမီရှိတဲ့ပုဂ္ဂိုလ်ရဲ့ဘဝသမ္မာဘဝနဲ့မတူတဲ့ထူးခြားလာတဲ့ဘဝလို့ဒီလိုပြောအဲ့တော့ဗတ္တာကုဏလကေတာထေရီမရဲ့ပါရမီဘဝဟာဘယ်ချိန်ကစတော့လို့ဆိုတော့ဟောဒီဗတ္တကဘာကနေပြန်ပြီးတော့ရေတွက်ကြည့်လိုက်လို့ရှိရင်ကဘာတသိန်းကဘာတသိန်းဆိုတာအမတန်မှများရှည်လျားတယ်တကဘာတကဘာရဲ့တက်တန်းဆိုတာဘယ်လောက်ကြာသလဲလို့မေးလို့ရှိရင်ဥပမာစကားနဲ့ပြောဖို့တော့အလွန်ခက်တယ်တဲ့အတိုင်းအတာတစ်ခုနဲ့ပြောဖို့မနေသာဥပမာနဲ့ပြောဖို့တောင်မှပဲဘယ်လောက်ကြာသလဲဆိုတဲ့ကြာရှည်တဲ့အတိုင်းအတာတစ်ခုတကဘာရဲ့ကြာလာတဲ့အတိုင်းအတာတစ်ခုတောင်ပြောဖို့အလွန်ခက်တယ်ပေါ့အေးမြတ်စွာဘုရားကတော့ဥပမာပေးထားတာရှိတယ်ပေါ့ကြောက်သားအတိပြီးတဲ့အလျာတယုဇနာအနန္တယုဇနာဒုတေတယုဇနာတယုဇနာပတ်လေရှိတဲ့ကြောက်တုံးကြီးကိုတဲ့အမတန်နူးညံ့တဲ့ပိုးစားဖဲစားကလေးနဲ့အနှစ်တရာကြာမှတစ်ခါပုတ်ပါများတဲ့အခါကျတော့ဒီကြောက်တုံးကြီးကကုံသွားမယ်ဆိုတော့မဖြစ်နိုင်ဘူးလို့ပြောရမလို့တဲ့အနေအထားမျိုးရှိသပေါ့နော်ဒီပိုးစားဖဲစားလေးနဲ့ပုတ်တယ်နဲ့ဒီကြောက်တုံးကြီးကကုံသွားမယ်ဆိုရင်ပုတ်ပါများရင်တော့ကုံတော့ကုံသွားမှာပဲဒါတော့သိချတယ်သို့တော်လည်းဘယ်တော့လောက်ကုံမလဲဆိုတာဟာအလွန်ကိုခံမှန်းရခက်တဲ့အနေအထားတစ်ခုဒါကြောင့်မို့ကဘာတစ်ခုရဲ့ရှည်လျားတဲ့အတိုင်းအတာတစ်ခုဟာခဏန်းဖြင့်ဖော်ပြဖို့ရင်မဖြစ်နိုင်ဘူးတဲ့ခဏန်းနဲ့ဖော်ပြလို့မရဘူးဒါကြောင့်မို့လို့အင်္ဂလိပ်စကားမှာလည်းပဲ ian ဆိုတဲ့စကားလုံးလေးကိုသုံးတယ် ian ဆို very long time သိပ်ကိုရှိသိရှိတယ်လို့ပဲပြောရမယ်ဘယ်နှမိုင်ရှိတာလဲဘယ်လောက်ရှိတာလဲကီလိုမီတာဘယ်လောက်လဲလို့ဒီလိုတော့ပြောလို့မရသိရှိတယ်ပဲပြောအောင်အဲ့တော့တကဘာရဲ့အတိုင်းတာတောင်အလွန်ကြာတယ်ဆိုတော့ကဘာတသိန်းဟာအမှန်တမ်းကြာတယ်ပေါ့နောက်ခံမှန်းပြီးတော့ပြောလို့ရတဲ့ဟာလေးတစ်ခုရှိဒါထိုထိုသုံးတန်လေးမှာဟောထားတာလေးကိုကြည့်ပြီးတော့ပြောရတဲ့စကားတွေကဘာတစ်ခုမှာဘုန်းကြီးတို့တွေတန်တရားလဲရင်ကနေပြီးအယိုးရှိတဲ့တ attva ဖြစ်ဒါအယိုးမရှိတဲ့အကောင်ကရှိသေးတယ်လေပကြည့်လို့ဘာလို့ဆိုတာရှိသေးတာအဲ့တော့အယိုးရှိတဲ့တ attva ဖြစ်လို့တဘဝပြီးဆုံးနိုင်အဲ့ဒီအယိုးကလေးတွေစုထားမယ်အဲ့ဒီအယိုးလေးတွေဟာလည်းပျောက်ပြက်မသွားဘူးအယိုးရှိတဲ့တ attva ဖြစ်လို့တကဘာမှာကိုယ့်ရဲ့ဖြစ်ပြက်လာလို့ကျွမ်းကြံရတဲ့အယိုးစုခန္ဓာရဲ့အယိုးစုလေးတွေပုံထားလိုက်မယ်ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားကအိန္ဒိယမှာပွင့်တာဖြစ်တော့အိန္ဒိယက
ကျောင်းတော်နဲ့နီးတဲ့တောင်တောင်ကိုဥပမာပေးတယ်ခေစကုတ်တောင်ကနေကြည့်လိုက်လို့ရှိရင်မြောက်ဘက်မှာဝေပုံလတောင်ကြီးဆိုတာရှိတယ်ဘုရားကရဘုရားဘူးသွားတဲ့ပုဂ္ဂိုလ်တွေတွေ့မှာပေါ့ခေစကုတ်တောင်ရဲ့မြောက်ဘက်ကိုကြည့်ရင်ဝေပုံလတောင်ရှိတယ်အဲ့တော့မြတ်စွာဘုရားကဟောတယ်အဲ့ဒီအယိုးပုံဟာဒါတကဘာမှာဖြစ်ပြီးတော့တကဘာမှာခန္ဓာစွန့်ပြေးခဲ့ရတဲ့လူတဦးရဲ့တတ္တဝါတဦးရဲ့ဘဝအယိုးတွေမပြောင်းမပြတ်ပုံထားလို့ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီဝေပုံလတောင်ကြီးလောက်အတိုင်းအတာရှိလိမ့်မယ်လို့ပြောတာဒါလည်းတကဘာကိုခံမှန်းကြည့်လို့ရတဲ့နည်းတစ်ခုပေါ့နော်အဲ့တော့တကဘာဆိုတာအလုံးကိုကြားတယ်အဲ့တော့ကဘာတသိန်းဆိုတာတော့မပြောနဲ့တော့ပေါ့ဒါကြောင့်မို့ဒီနေရာမှာဗတ္ထာကုဏ္ဏလကေတာဆိုတဲ့ထေရီမလေးကသူ့ရဲ့ပါရမီဘဝဘယ်ဟာစခဲ့သလဲဆိုသူကိုယ်တိုင်ပြောပြတယ်လွန်ခဲ့တဲ့ကဘာတသိန်းကစခဲ့တယ်အဲ့ဒီမတိုင်ခင်ကသူ့ဘဝမရှိဘူးလို့ပြောတာမဟုတ်ဘူးပါရမီဘဝအဲ့ဒီချိန်ကစတာတော့လွန်ခဲ့တဲ့ကဘာတသိန်းမှာဘဒုမုဒ္ဒရဆိုတဲ့မြတ်စွာဘုရားပွင့်တော်အဲ့ဒီမြတ်စွာဘုရားပွင့်တာလူတို့ရဲ့သက်တမ်းအနှစ်တသိန်းရှိတယ်အဲ့ဒီမှာဘုရားဆိုတာတသိန်းနဲ့တရားတန်းကြားမှာပဲပွင့်တယ်အများဆုံးတသိန်းအနည်းဆုံးတရားဆုတ်ကတ်တက်က2မျိုးရှိတဲ့ထဲမှာဘုရားပွင့်တာဆုတ်ကတ်မှာပွင့်တယ်တက်ကမှာပွင့်အဲ့ဒါလေလူတွေရဲ့အသင်္ချေကနေတဖြည်းဖြည်းဆုတ်လာတာတသိန်းရောက်လာအဲ့ဒီတသိန်းရောက်လာတဲ့အခါမှာဘဒုမုဒ္ဒရမြတ်စွာဘုရားပွင့်တယ်ဘဒုမုဒ္ဒရမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟာတက်တော်တသိန်းပေါ့နှစ်တသိန်းအမတမစံကြောင်းနဲ့တက်တော်လူတွေအားလုံးဟာတက်တန်းပြောမယ်ဆိုရင်နှစ်တသိန်းနေကြရတယ်ပေါ့ခုခေတ်တရားတန်းနော်90 80 90 100နဲ့ဆိုလို့ရှိရင်လူတဲ့ဘလောက်မှမချဒါတွေကတတ္တဝါတွေဟာမတူညီတဲ့အချက်ကလေးတွေရှိတာပဲဘုန်းကြီးတို့မျက်စိအောက်မှာကြောင်ကလေးတွေခွေးလေးတွေကြည့်10နှစ်15နှစ်အနှစ်20ဆိုသွားပြီနော်တလားနှစ်လားဆိုအရွယ်ရောက်ကုန်ကြပြီဒီတဲ့သေးတဲ့တတ္တဝါလေးတွေကြည့်အောင်ခြင်းလေးတွေရင်လေးတွေအခုပဲမွေးလာအခုပဲပြန်တန်းဒုရဲ့စားတော့ပြီတော်ကြကြတော့တပတ်လောက်နေကုန်သေးကုန်ကြဗျာလောက်တူမတန်တူတော့တဲ့တက်ကလေးတွေရှိကြတယ်အဲ့တော့လူဘဝကလည်းပဲယမယခအသက်တန်းတွေရှည်ကြတယ်ယမယခအသက်တန်းတွေတူကြတယ်ဘဒုဗုဒ္ဓရမြတ်စွာဘုရားလက်ထက်မှာလူတွေရဲ့သက်တမ်းဟာနှစ်တသိန်းနဲ့အဲ့ဒီချိန်မှာဗတ္ထာကုဏ္ဏလကေတာဖြစ်လာမဲ့အမျိုးသမီးလေးဟာအတိတ်ဘဝကုသိုလ်ကောင်းမှုတွေရဲ့အကျိုးပေးတဲ့အနေနဲ့ဘုရားသခင်သုံးတော်မူရာဟန္တာဝရီဆိုတဲ့နေပြည်တော်ကြီးမှာအမြဲတမ်းချမ်းသာကြွယ်ဝတဲ့တထေသမီးလာဖြစ်တယ်ဒီလိုဖြစ်ရတာဟာလူတွေရဲ့အကျင့်စရိုက်ဝါဒနာစိတ်နေစိတ်ထားနဲ့သက်ဆိုင်အမတ်တမဲ့ရည်ရွယ်ချက်မရှိဘဲနဲ့ဒီလိုဖြစ်တာတော့မဟုတ်ဘူးသူဟာလူမှုတမ်းမှုဝါဒနာပါတယ်စိတ်ကောင်းနှလုံးကောင်းထားတယ်အများကိုကူညီတယ်ဆိုတဲ့သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာပါရမီဆိုတဲ့လုပ်ရကလေးတွေတော့ရှိခဲ့မှာပဲပေါ့။ဘာဖြစ်လို့လဲဆိုရင်မြတ်စွာဘုရားကချမ်းသာတဲ့ဘဝဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်းဟာဒါနပါရမီရှိလို့ဖြစ်တာပဲ။ဒါနကောင်းမှုရှိခဲ့ကြတဲ့ပုဂ္ဂိုလ်တွေအေးစားစရာတောက်စရာမရှိနေစရာမရှိအောင်အလွန်ဆင်းရဲတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိတယ်။သူတို့သွားကြည့်ရင်လူမှုတမ်းဖို့ဆိုတာလည်းခေါင်းထဲကိုထည့်မစင်စားတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်တတ်တယ်ပေါ့။အေးဗတ္ထာကုဏ္ဏလခေတာထေရီမရဲ့လောင်းနေရလေးဟာလွန်ခဲ့တဲ့ကဘာတသိန်းကအာသာဝတီမြို့တော်မှာထေသမီးလေးဖြစ်တယ်။ဖြစ်လာတဲ့အခါကျတော့ဘဒုဗုဒ္ဓရမြတ်စွာဘုရားပွင့်လာလို့ထိုနေပြည်တော်ကြီးမှာဗဇာခဏတရားပွဲကြီးတွေကျင်းပလို့တရားဟော
တရားဟောတဲ့အခါကျတော့သွားပြီးတော့ဒီမျိုးသမီးလေးကသွားတရားနာတဲ့အခါကျတော့တရားစိတ်တွေထပ်ပြီးတော့ဖြစ်လာဓမ္မန်နာပဲဒီကနေ့ခေတ်မှာလည်းပဲတရားနာလို့ရှိရင်တရားစိတ်ဖြစ်လာအသိဉာဏ်တွေဖြစ်လာတယ်တရားတွေဖြစ်လာမနာခင်ကတရားတို့အသိဉာဏ်တို့သိဖြစ်ချင်မှဖြစ်တယ်ပေါ့အဲ့တော့တရားနာလိုက်တဲ့အခါအသိဉာဏ်တွေတို့တရားသွမ်းအားတွေတို့ဖြစ်လာတဲ့အခါကျတော့မြတ်စွာဘုရားကိုကိုးကွယ်တဲ့အဆင့်ရောက်လာတယ်အစတုန်းကတော့ဘုရားတရားဟောတယ်ဆိုလို့သွားနာတာပဲသွားနာရင်ကနေပြီးတော့တရားနာရတဲ့အခါမှာတရားတွေပညာစွမ်းအားတွေတက်လာတော့ဘုရားကိုကိုးကွယ်စိတ်ကပ်တဲ့ပုဂ္ဂိုလ်ဖြစ်ရောက်ရှိလာတယ်တဲ့အဲ့လိုရောက်ရှိလာတဲ့အခါကျတော့ဘုရားတရားကိုမကြမ်းမကြာနာဖြစ်တယ်ပေါ့တဏ္ဍာကလည်းလွန်ရှိဘုရားတရားမကြမ်းမကြာနာဖြစ်တဲ့အခါဒီနေ့တော့မြတ်စွာဘုရားကပြိဿရဲ့အလယ်မှာဘိက္ခုနီမတဦးကိုခိပ္ပါဘိညဘာလေးပြောလိုက်တရားဓမ္မနဲ့ပတ်သက်လို့ရှိရင်အလင်းအမြန်ကိုသဘောပေါက်နားလည်သွားတာအသိဉာဏ်ဟာသိဉာဏ်တယ်ဆိုတဲ့နေရာမှာထူးချွန်တဲ့အမျိုးသမီးဘိက္ခုနီတဦးကိုဣတရက်ဘွယ်တို့ဖြင့်ချီးကျူးမြောက်စားနေတာကိုသူသွားတွေ့ရတယ်ခိပ္ပါဘိညခိပ္ပဆိုတာအလွန်လျင်မြန်တဲ့အဘိညအသိဉာဏ်ရှိတယ်မှန်တယ်ဉာဏ်ဆိုတာမတူဘူးတချို့ပုဂ္ဂိုလ်တွေကအတော်လေးစဉ်းစားမှသိတာတချို့ပုဂ္ဂိုလ်ကျတော့နည်းနည်းလေးမဟလိုက်နဲ့တထွာပြတထောင်မြင်ဆိုတာလို့အကုန်လုံးဉာဏ်ကရှေ့တခါလေးပြည့်တက်သွားတာနော်အမတန်မှထက်မြက်တဲ့ဉာဏ်ပညာတွေပေါ့ရှင်သာရိပုတ္တရာတို့ကြည့်ရှင်အတ္တဇိကစကားခံတယ်သူခုမှသာသနာပေါင်းရောက်တာမကြသေးဘူးတဲ့မြတ်စွာဘုရားဝါဒအောင်သူအကုန်မသိဘူးအကုန်မပြောနိုင်ဘူးတဲ့ဆိုတော့ရှင်သာရိပုတ္တရာလောင်းကဘာပြောတော့အထိပ္ပယ်ကလေးပဲပြောပါတဲ့စကားလုံးတွေများတာသိပြီးတန်ဖိုးမရှိပါဘူးတဲ့ချင်းချင်းလေးပြောပါတဲ့သူနားလည်ပါမယ်သူပြောတာချင်းချင်းလေးပြောတာယေဓမာဟိတုပ္ပဘဝဒေသံဟိတုံတထာဂတုအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့တရားတွေရဲ့အကြောင်းတရားကိုဘုရားဟောတယ်ဆိုတာဒါလေးပြောလိုက်တာပဲသဘောပေါက်သွားတာသင်္ခါရတရားတွေဆိုတာအကြောင်းတရားကြောင့်ဖြစ်တာတွေကြီးပဲအဲ့ဒီအကြောင်းတရားတွေကရဲ့အကြောင်းဆိုတာဘာဆိုတာကိုမြတ်စွာဘုရားဟောတယ်လို့အကြောင်းနဲ့အကျိုးပြောလိုက်တာနဲ့ပဲသူကရှင်းကနေသွားတာအကုန်လုံးမြင်သွားတာဉာဏ်ထက်တာပြောတာနော်ဂါထာဆိုတာ၄ပါးလေးရှိတဲ့ဂါထာတစ်ပုဒ်ကိုနှစ်ပါးလေးနဲ့တည်းပဲအသိဉာဏ်ရသွားတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဥက္ကတိတင်ညူလို့ခေါ်တယ်ပြောလိုက်တာလေးနဲ့ပဲအတူချုပ်ကလေးပြောလိုက်တာတခွန်းတော့ပြောလိုက်တာနဲ့ပဲသဘောပေါက်သွားတဲ့ပုဂ္ဂိုလ်မျိုးအေးဒီမျိုးသမီးကလည်းခိပ္ပဗိညအလွန်ကိုထက်မြက်လင်မြန်တဲ့အသိဉာဏ်ရှိတဲ့နေရာမှာတော့ထိတ်တန်းပါပဲလို့ဧတတက်ဆိုတာဧတအခသူအသာဆုံးလို့ပြောတာဒီဘိက္ခုနီမဒီခိပ္ပဗိညအသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်လင်မြန်တဲ့ပုဂ္ဂိုလ်တွေထဲမှာအသာဆုံးပဲလို့ဒီလိုချီးကျူးမြောက်စားတာကိုခုနတထေသမီးလေးကစိတ်ထဲမှာသိကိုအားကြတာလူဆိုတာကိုအားကြတယ်မှာအားကြတာနော်အကုန်လုံးကိုအားကြတာမဟုတ်ဘူးကိုယ်ဝါဒနာနဲ့ကိုယ်အကြိုက်နဲ့တွေ့တဲ့အခါမှာအားကြတာကိုယ်ဝါဒနာကိုယ်စိတ်ရိုက်ကိုယ်အကြိုက်နဲ့တွေ့ပြီဆိုလို့ရှိရင်အဲ့ဒါမျိုးဖြစ်ချင်လိုက်တာအလုံးကိုအားကြတာအဲ့ဒါနဲ့ကုသိုလ်ကောင်းမှုတွေလုပ်တယ်ဒါနကောင်းမှုတွေလုပ်တယ်ဘုရားမှုရှိတဲ့သံဃာတွေပင့်တယ်စိတ်ထဲမှာဒါလေးပဲစွဲပြီးတော့အဲ့ဒီဘိက္ခုနီမလိုဟာမျိုးဖြစ်ချင်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ဘုရားရှိခိုးလှူဒန်းတဲ့အခါစုပန်လိုက်တဲ့အရှင်ဘုရားတပည့်တော်လှူရတဲ့ကုသိုလ်ကောင်းမှုတွေဟာဟိုတနေ့ကခိပ္ပဗိညအရာမှာထူးချွန်ထက်မြက်တဲ့ဘိက္ခုနီမလိုတပည့်တော်ဖြစ်ပြရစီဖြစ်ချင်လိုက်တာဗျာအဲ့ဒါအတွက်တပည့်တော်ဖြစ်ပြရစီပါသူစေတနာစွမ်းအားတွေကလည်းအလွန်ထက်တယ်
အလူခံတဲ့ပုဂ္ဂိုလ်တွေကလည်းဘုရားနဲ့ယဟန္တာတွေဆိုသူကုသိုလ်ကောင်းမှုပါအမြဲတမ်းအောင်မြင်တယ်ဖြစ်ထွန်းတယ်လို့ပြောရမှာပေါ့အကြောင်းရင်းဆိုတာမတူဘူးနော်ဆိုပါစို့မြေကလည်းကောင်းတယ်မိုးကလည်းမှန်မှန်ရွာတယ်တိနံကလည်းအောင်တယ်ဆိုလို့ရှိရင်အများကြီးဖြစ်ထွန်းသွားတာပေါ့အကြောင်းအကျိုးတွေကိုက်ညီသွားတာပြောတာနော်အတိနံကတော့ကောင်းပါရဲ့မိုးကခေါင်အတိနံကတော့ကောင်းပါရဲ့မြေကညံ့ဟောသုံးခုစလုံးမဆုံးမိဘူးဆိုလို့ရှိရင်မျိုးစေ့ကထွက်ပေါ်လာတဲ့အပင်ဟာထွားထွားချိုင်ချိုင်ရှင်းရှင်းတန်းတန်းဒါမျိုးဖြစ်မှာမဟုတ်ဘူးဟောဒီမျိုးသမီးကြတော့ကြည့်လေသူ့ရဲ့စေတနာစွမ်းအားတွေကလည်းသိထက်တယ်အလူခံတဲ့ပုဂ္ဂိုလ်ကလည်းတကယ်ဖရာနဲ့ယဟန်နေစေတနာလည်းစွမ်းအားထက်ဖရာစွမ်းအားထက်တာသူ့ရဲ့မျိုးစေ့နဲ့အလားတန်တူတဲ့စေတနာစွမ်းအားတွေကထက်တယ်မြေနဲ့အလားတန်တူတဲ့မြတ်စွာဘုရားသံဃာတွေရဲ့ဂုဏ်ကျေးဇူးကလည်းအလွန်ကြီးမားတယ်အဲ့ဒါကြီးပေါင်းစပ်လိုက်တဲ့အခါကျတော့တစ်ချိန်တစ်ခါပဲလှုပ်လိုက်တာပဲဖြစ်စေဒီကုသိုလ်ကောင်းမှုရဲ့စွမ်းတတ္တိအမှန်တမ်းထက်မြက်သွားဒါတကယ်ကိုယုတ်တိရှိတဲ့ဟာတခုဒါကြောင့်မို့သူကိုယ်တိုင်ပြောပြသူလုပ်ခဲ့တဲ့ကုသိုလ်စေတနာစွမ်းအားတွေဆန္ဒစွမ်းအားဆန္ဒဆိုတာလည်းပါတယ်နော်ဖြစ်ချင်တဲ့ဆန္ဒဟာလည်းစွမ်းအားတစ်ခုပဲဒါမို့ဆန္ဒကိုအဓိပတိလို့လည်းဟောတယ်အဋ္ဌိပါဒလို့လည်းဟောတယ်အဓိပတိဆိုတာလွှမ်းမိုးကြီးစိုးထားတာအဋ္ဌိပါဒဆိုတာပြီးစီးအောင်မြင်ခြင်းရဲ့အကြောင်းတရားလို့ဒီလိုဟောထားတာစေတနာပဏိတိဟိစသူလုံးလိုက်တဲ့ကံတရားကုသိုလ်ကံလေးသူလုံးလိုက်တဲ့စေတနာစွမ်းအားသူ့ရဲ့ရည်ရွယ်ချက်ဆန္ဒတွေဟောတာတွေကပေါင်းစပ်လိုက်တာပေါင်းစပ်ပြီးတော့သူဆုတောင်းလိုက်တာမြတ်စွာဘုရားကအနာဂတဉာဏ်နဲ့ကြည့်လိုက်တယ်ဒီမျိုးသမီးလေးရဲ့ဒီကနေ့လှုပ်ပြီးတော့ကုသိုလ်ကောင်းမှုလှုပ်ပြီးတော့ဆုတောင်းတာဟာအောင်မြင်မှုရှိမရှိဆိုပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ကဘာတသိန်းလွန်သွားတဲ့အခါမှာကဘာတသိန်းလို့ဆိုရင်သူဆန္ဒဟာကြည့်အမတန်ရှိလျားတဲ့ခရီးကိုရှောက်လန်းရမှာပျောက်သွားမှာမဟုတ်ဘူးပေါ့ခုခေတ်နဲ့ပြောမယ်ဆို online ပေါ့ဟုတ်ကဲ့ဒီစေတနာစွမ်းအားတွေဆန္ဒစွမ်းအားတွေက online ဖြစ်သွားတာဘယ်လောက်ကြာကဘာတသိန်းကြာကဘာတသိန်းဆိုတော့ထပ်ဖြစ်နေမဲ့စွမ်းအားတွေကိုကြည့်အောင်ပေါ့ပထမဆုံးစဖြစ်တဲ့စွမ်းအားတဲ့နောက်ဆုံးအချိန်ချင်းအထက်ထပ်ပြီးတော့ဖြစ်နေမဲ့စွမ်းအားတွေဘလောက်များလာမယ်ဆိုတာစဉ်းစားပါကြည့်ပေါ့တခါတည်းနဲ့ဖြစ်သွားတယ်လို့မအောင်မေ့လေနဲ့နော်အေးကဘာတသိန်းလွန်လို့ဗဒ္ဒကဘာမှာ၄စုမြောက်ပွင့်တော်မူတဲ့ခေါရဝမြတ်စွာဘုရားရဲ့လက်ထက်မှာတဲ့ဗဒ္ဒကုန္ဒလကိသာဆိုတဲ့နာမည်နဲ့ခိဗ္ဗဗိညာအရာမှာထူးချွန်ထက်မြက်တဲ့ဘိက္ခုနီမဖြစ်လိမ့်မယ်ဟောဘုရားအပြာဒိတ်ပေးတာဗျာဒိတညွှန်းလိုက်တာဒီကုသိုလ်ဟာဒါသေချာပေါက်ဖြစ်မယ်ဆိုတာပြောလိုက်မြတ်စွာဘုရားကျတော့ကြောင်းကျိုးဆက်ပြီးတော့အားလုံးကိုမြင်တယ်မြင်နိုင်စွမ်းရှိတယ်ရမ်းပြောတာမဟုတ်ဘူးမှန်းပြောတာမဟုတ်ဘူးနော်ယထာကမ္မုပကကံလျော်စွာဖြစ်ရတဲ့ယထာကမ္မကံရဲ့အကြောင်းတရားကိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ဒိဗ္ဗစက္ခုအဘိညာဉ်မျိုးတစ်ခုပဲအနာဂတ်ကိုလှမ်းကြည့်ပြီးတော့သူ့ရဲ့စိတ်ဆန္ဒတွေဒီစွမ်းအားတွေဟာအလဟတပျောက်ပြက်သွားမလားလမ်းပါတယ်ပဲပျက်စီးသွားမလားအဟံတာတွေကြောင့်ပျောက်ပြက်သွားမလားဆိုတာဘုရားကြည့်ခုခေတ်လည်းရှိတယ်မဟုတ်လားဥပမာတစ်ခုပြောဒုံးမြန်တစ်ခုပြစ်လွတ်လိုက်တဲ့ဆိုရင်ဘယ်နှမိုင်ဘယ်နှကီလိုဆိုတာတွက်မထားဘူးလားတွက်ထားတယ်အဲ့ဒီပြစ်လွတ်လိုက်တဲ့ဒုံးမြန်ဟာအဲ့ဒီခံမှန်းထားတဲ့နေရာကိုရောက်သွားအကယ်၍ဈာထဲမှာဒုံခွင်းဒုံလို့ဘာလို့လဲသွားပြီးတော့တွေ့မယ်ဆိုရင်ပြက်ကျသွားနိုင်နေတာပေါ့နော်
မြတ်စွာဘုရားကမြင်လာတော့အခုပြောတဲ့သူ့ရဲ့စေတနာဆွမ်းအားတွေဆန္ဒဆွမ်းအားတွေဟာဈာထဲမှာအနှောင့်အယှက်အဟန့်တားမရှိပဲနဲ့သူရည်မှန်းတဲ့ပန်းတိုင်ကိုရောက်သွားလိမ့်မယ်ဆိုတာကိုသိလို့ဒီပြလိုက်ပေးတာအဲ့တော့ဘုန်းကြီးတို့တွေဒီလိုစိတ်ဆန္ဒဆွမ်းအားတွေနဲ့ကုသိုလ်ကောင်းမှုလုပ်ကြမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့မကြုံရလို့ဗျာဒိတ်မခံရပြီမဲ့ဒီစွမ်းအားဟာဒုံးမြန်တစ်ခုပြစ်လွတ်လိုက်သလိုပဲကိုယ်ရည်မှန်းချက်တစ်ခုတော့ရောက်သွားမှာပဲလို့ယုံကြည်ရမှာဟောနော်ထက်မြက်ပြီးတော့ပြင်းထန်တယ်ဆိုလို့ရှိရင်အရှိန်ကောင်းရင်တော့ရောက်သွားမှာပဲပြောညံ့ညံ့ဆိုရင်တော့လည်းမရောက်ပြီဘူးပေါ့ကြားရင်ကြောက်ပြတ်သွားမှာပဲနော်ထက်ထက်မြက်မြက်ကြီးဆိုလို့ရှိရင်ရောက်သွားမှာသိကြအခုဒီမျိုးသမီးတွေရဲ့ဆန္ဒတွေစေတနာတွေကအလွန်ထက်မြက်သည့်အတွက်ကြောင့်မြတ်စွာဘုရားကဘာတသိန်းဆိုလို့ရှိရင်တော့ဖြတ်တန်းသွားလာတဲ့ကဘာတသိန်းကြာမဲ့ဒီတန်တရားခရီးကြီးကိုဖြတ်ကျော်ပြီးရင်တော့သင်မျှော်လင့်တဲ့လမ်းဆုံးပန်းတိုင်ကြီးကိုရောက်သွားမှာပါလို့ဖြားလိုက်ပေးတာတေချာပေါက်ရောက်မှာပါဈာထဲမှာအဖြက်စီးအဟန့်တားမရှိဘူးဆိုတာလည်းဘုရားကသိတယ်ဒါကြောင့်မို့တေချာပေါက်ရောက်သွားမှာမျိုးသမီးတွေကတားဝမ်းသာတာကဘာတသိန်းဆိုတာမတန်မှဝေးတာအမတန်ရှိရတဲ့ခရီးကြီးအဲ့ဒီရှိရတဲ့ခရီးကြီးမှာကိုအောင်မြင်ပေါက်ရောက်မယ်လို့မြတ်စွာဘုရားမိန့်လိုက်တာသိဝမ်းသာသွားတယ်လက်ပြင်ကတော့ရမယ်လို့စိတ်ထဲလောက်ထင်သွားတာပေါ့အဲ့လိုနဲ့ဒီကုသိုလ်တရားတွေအဲ့ဒီတဘဝတာလူအသက်တသိန်းတန်းမှာအသက်တသိန်းရှည်ပြီးတော့ဒီကုသိုလ်စွမ်းအားကြောင့်ဒီကြားထဲမှာမပြည့်မီသေးတော့ဘဝတစ်ခုကဆုံးသက်တာကမြန်သွားတယ်ကုသိုလ်စွမ်းအားတွေရဲ့လမ်းဆုံးပန်းတိုင်ဆိုတော့မရောက်နိုင်သေးဘူးပေါ့ကဘာတသိန်းကြီးတောင်ဖြတ်ကျော်ရအောင်မှာဆိုတော့အဲ့တော့ဘယ်ရောက်သွားတော့ဆိုတာဝရိန္ဒနတ်ပြည်သွားဖြစ်တယ်တဲ့ဒီကုသိုလ်စွမ်းအားကဈာထဲမှာပေးလိုက်တာတာဝရိန္ဒနတ်ပြည်တာဝရိန္ဒနတ်ပြည်ဖြစ်ပြီးတဲ့အခါမှာအဲ့ဒီနတ်ဘုံနတ်ဘဝနတ်စည်းစိမ်တွေခံစားပြီးဘယ်ရောက်သွားတော့ဆိုတာဝရိန္ဒနတ်ဘုံရဲ့အထက်ကျတဲ့ယာမာဆိုတဲ့နတ်ဘုံကိုရောက်သွားပြန်တယ်တဘုံတဘုံရဲ့သက်တမ်းကိုကြည့်မယ်ဆိုလို့ရှိရင်တာဝရိန္ဒနတ်ပြည်မှာလူပြည်မှာဒီကနေ့ခေတ်အနှစ်100တာဝရိန္ဒနတ်ပြည်မှာ1ရက်ပဲရှိသေးတယ်ပေါ့အဲ့ဒါတော့ရှိတဲ့သက်တမ်းရှိတဲ့နတ်ဘုံမှာဖြစ်တယ်ထို့နောက်ယာမနတ်ပြည်ကိုဖြစ်တယ်ယာမနတ်ပြည်ကသက်တမ်းရှိတဲ့အခါကျတော့ဒုတိတာဘုံကနေသက်တမ်းရှိတဲ့အခါကျတော့နေမာနရတိနေမာနရတိဘုံကနေသက်တမ်းရှိတဲ့အခါကျတော့ပရဏိမိတဝတ္တဝတိကြည့်ဆက်ဟောဒီစေတနာကုသိုလ်တွေရဲ့ဆွမ်းအားနဲ့ရောက်နေတာနော်ဒါတွေကသူ့ရဲ့ပန်းတိုင်တော့မဟုတ်ဘူးခရီးဖြတ်ကျော်နေတဲ့ခရီးစဉ်မှာတွေ့ရတဲ့အရာတွေပေါ့ဘုန်းကြီးတို့တွေကလည်းဒီကနေပြီးတော့ရေးထားစီးတယ်ဆိုလက်မှတ်ယူသွားတယ်မန္တလေးထီအောင်ယူသွားတယ်ကိုပန်းတိုင် destination ကမန္တလေးသို့တော်လမ်းမှာပဲခူးတို့လည်းဖြတ်ကျော်မှာပဲတောင်ငူတို့လည်းဖြတ်ကျော်မှာပဲပြင်မနာတို့လည်းဖြတ်ကျော်သွားမှာပဲဟုတ်တယ်မဟုတ်လားအခုလည်းအဲ့လိုဖြတ်ကျော်တဲ့သဘောပဲပေါ့အဲ့ဒီလိုနဲ့နတ်ပြည်ရောက်တဲ့အခါမှာလည်းပဲသမ္မာမထင်မရှားနတ်သမီးဘဝမဟုတ်ဘူးတဲ့ဆိုင်ရာနတ်ပြည်ကိုကြီးမှုအုပ်ထုတ်ရတဲ့နတ်မင်းကြီးတွေရဲ့မိဖုရားဖြစ်ရတယ်ဟောဩဇာအာဏာအရှိန်ဝါနဲ့သွားဖြစ်တာနော်အားလုံးနတ်တွေကလေးစားရတဲ့အရေးပေးရတဲ့နတ်မိဖုရားတွေသွားဖြစ်တယ်အဲ့ဒီကနေပြီးတော့တန်တရားဆက်ပြီးတော့လဲလိုက်တာလူပြေရောက်တဲ့အခါကျတော့လေစကြဝဠာသမီးရဲ့မိဖုရားဖြစ်တယ်တန်တရားတွေသိအောက်တန်းရောက်ပုံမပေါ်ဘူးဒီမျိုးသမီးကသိအောက်တန်းကိုမရောက်ဘူးလူပြေနတ်ပြေစုံကြီးဆန်းကြီးနဲ့စေတနာဆွမ်းအားရဲ့အကျိုးတရားကိုခံစားပြီးတော့ဘဝခရီးကြီးကိုဖြတ်တန်းလာလိုက်တာဈာထဲမှာသူ့ရဲ့ပါရမီဘဝတစ်ခုကဘယ်မှာသွားတွေ့ရပြန်လို့ဆိုဗဒ္ဒကဘာရောက်လာပြန်တယ်ပေါ့ဗဒ္ဒကဘာရောက်လာလို့တတိယမြောက်ပွင့်တော်မူတဲ့ကတ္တဗမြတ်စွာဘုရား
အဲ့ဒီကတ္တဗမြတ်စွာဘုရားဟာအနှစ်2000တန်းမှာပွင့်လို့လူတွေရဲ့သက်တမ်းဟာ2000အသက်ရှိတယ်ပေါ့အဲ့ဒီ2000တန်းမှာဒီအမျိုးသမီးဟာဗာရာဏသီပြည်ကာတိမင်းကြီးရဲ့ဗာရာဏသီပြည်ကိုစိုးမိုးအုပ်ချုပ်တဲ့ကာတိဘုရင်ကိကိမင်းကြီးရဲ့သမီးတော်9ဖော်ထဲမှာတဦးဖြစ်သွားဖြစ်ပြန်တယ်မနေ့ကပြောခဲ့တဲ့အတိုင်းကိကိမင်းကြီးရဲ့သမီးတော်9ဖော်ဆိုတာနံပါတ်1ကသမဏီတဲ့သမဏီဆိုတဲ့မင်းသမီးဒုတိယကျတော့သမဏဂௌတာတဲ့တတိယကျတော့ဘိက္ခုနီတဲ့စတုထကျတော့ဘိက္ခုဓာယီတဲ့သို့မဟုတ်ဘိက္ခုဓာယီကာတဲ့ဒီလိုခေါ်တယ်ပိစမကျတော့ဓမ္မာဆဋ္ဌကျတော့သူဓမ္မာတတ္တမမြောက်အငယ်ဆုံးသမီးကြတော့ဘိက္ခဓာယိကာတန်ခဓာယိကာတန်ခဓာယိကာလို့ဒီလိုသွားဖြစ်တယ်အဲ့ဒီသမီးတော်9ဖော်ကတ္တဗမြတ်စွာဘုရားရှိတရားနာလို့သရဆွမ်းအားတွေဖြစ်ခမည်းတော်မင်းတရားကြီးနဲ့အတူလိုက်တရားဓမ္မတွေနာတော့သိသရာတရားတွေဖြစ်ကြတယ်ကြည့်ဆွမ်းအားတွေထပ်ဖြည့်နေတယ်လို့အဓိပ္ပာယ်အောင်မေ့ပေါ့ပရိမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေဒီချိန်မှာဒါထပ်ဖြည့်တဲ့စွမ်းအားတွေကိုထပ်ဖြည့်ပေးနေတဲ့သဘောပဲအင်နာကြီးတွေထပ်ပြည့်လာပြန်ဘုရားတရားတော်နာဘုရားကိုကိုယ်ဝယ်စိတ်ကအမတမတရားဓမ္မနဲ့ပြောမွေးကြတယ်မြင်မ9ဖော်ဟာသာသနာပေါင်းဝင်ဖို့ဖခမည်းတော်ကြီးစီခွင့်တောင်းပေမယ်လို့ခမည်းတော်ကြီးကခွင့်မပြုဘူးလေခွင့်မပြုတော့ကောမာရီဗြဟ္မစာရီဆိုအပြိုကြီးဘဝနဲ့ညတ်သောအကျင့်ကိုကျင့်ကြတယ်ဒါလည်းပဲအမတန်မှတ်เสียကောင်းတယ်အိမ်တော်ရသားမပြုတ်တဲ့လူပြိုကြီးတွေအပြိုကြီးတွေကကာမိတုမိစ္ဆာစာရာဝေရမဏိတိခ္ခပရံသမာရိယာမိလို့ဆောက်တည်မဲ့အစာတဆင့်ထပ်တုံမြက်လိုက်အဗျမစရိယာဝေရမဏိတိခ္ခပရံသမာရိယာမိလို့ဆောက်တည်တဲ့နဲ့ပေါ့ကာမိတုမိစ္ဆာစာရနဲ့အဗျမစရိယာမတူဘူးနော်ကာမိတုမိစ္ဆာစာရဆိုတာမိမိနဲ့တရားဝင်လက်ထပ်ထားတဲ့မျိုးသားမျိုးသမီးနဲ့နေခွင့်ရှိတယ်အဗျမစရိယာဆိုတာကအဲ့ဒါမျိုးကိုလုံးဝကင်းစင်တယ်ပေါ့အိမ်တော်တဲ့ဘဝလုံးဝလွတ်ပြီးတော့ဖြူစင်တန်ရှင်းတဲ့ဘဝမှာနေတာအဲ့ဒါကိုခေါ်တယ်ကောမာရီဗြဟ္မစရိယာဟောသမီးတော်9ဘဝတစ်သက်လုံးသူတို့ကကောမာရီဆိုတာအပြူဘဝဗြဟ္မစာရီဆိုတာမြတ်သောအကျင့်ကိုကျင့်တယ်ဗြဟ္မစရိယသိက္ခာပုဂ္ဂိုလ်ထိမ့်သိမ်းဆောင်ရှောက်ကြတယ်အဲ့ဒီလိုလုပ်ပြီးတရားဓမ္မနဲ့ပျော်မွေ့ပြီးတော့နေလိုက်ကြကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့နေလိုက်ကြတာအနှစ်2000နဲ့နေတာမှတော့သူတို့လုပ်ခဲ့တာအနှစ်1000ပြည့်တဲ့အခါကျတော့ဒီလိုပဲဘဝတစ်ခုပါဘလောက်ပဲအသက်ရှည်ရှည်နောက်ဆုံးကြတော့အဆုံးသတ်ရတာပဲလေဘဝရဲ့ဏီကုံအဆုံးရောက်သွားပြန်တဲ့အခါကျတော့တဘဝပြောင်းကြပြန်ရောခုနလိုပဲအဲ့ဒီလူဘဝဆုံးသတ်တဲ့အခါကျတော့တာဝရိဏနတ်ပြည်ရောက်တယ်တဲ့ဒီကုဗဒ္ဒကုန္ဒလာလောင်းနေရအမျိုးသမီးလေးအဲ့လိုနတ်ပြည်တွေမှာကောင်းရသုတိဘုံတွေမှာဆင်ဆက်မပြရောက်ပြီးတော့ဘဝခရီးကိုဆက်ပြီးတော့ရှောက်လိုက်တာဂေါတမမြတ်စွာဘုရားလက်ထက်မှာတခါပြန်ပြီးတော့သူ့ရဲ့ပါရမီဘဝပေါ်လာပြန်တယ်အခုကတ္တဗဘုရားလက်ထက်မှာကောမာရီဗြဟ္မစရိယအကျင့်နဲ့ကျင့်နေတာဒါပါရမီဘဝပဲပေါ့တမန်ဘဝမဟုတ်ဘူးမြတ်သောအကျင့်ကျင့်တဲ့ပါရမီဘဝပဲဂေါတမမြတ်စွာဘုရားလက်ထက်ရောက်လာတဲ့အခါကျတော့ရာဇဂုပြည်မှာပစ္စည်းဥစ္စာအလွန်ကျွယ်ဝတဲ့တထေးကြီးရဲ့တူရီသောသမီးလေးလာဖြစ်ပြန်တယ်အဲ့ဒီမှာရှိလေသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်မို့လို့လူတွေတန်းနေဒါကြောင့်မို့လို့တထေးအိမ်မှာလူလာဖြစ်တယ်တထေးသမီးဖြစ်တယ်
ဘဝဆိုတာလူတွေမှာတယောခြင်းနဲ့ပြောင်းလောင်ခြင်းကလွတ်တယ်ဆိုတာခါရှာရှာဘဝရဲ့လောကဓာတ်ခံရတယ်။ဘာကြောင့်ခံရတော့လူတွေရဲ့စိတ်နဲ့စိတ်ထားပတ်ဝန်းကျင်အနေထားကြောင့်ခံရဒီအမျိုးသမီးလေးကပါရမီဘဝရင့်တန်လာလင့်ကစားတထေသမီးဆိုတော့အိန္ဒိယထုံးစံပဲအရွယ်လေးရောက်လာတာနဲ့တပြိုင်နက်မိဘတွေကကြက်ကြက်တဲတဲထိမ့်သိမ်းဆောက်ရှောက်တယ်အိမ်အောင်မဆင်းရဘူးအိမ်ပေါ်မှာနေတယ်ကြားဘူးကြပါလိမ့်မယ်ဘုံ90တင်ထားတယ်ဆိုတာလေအဲ့ဒါလို့9ထပ်တိုက်ကြီးအပေါ်ဓာတ်မှာထားတယ်အဲ့ဒီတော့9ထပ်ပဲရန်ကုန်မှာအခုထပ်40တို့ဘာလို့တောင်ရှိတယ်နော်အဲ့ဒါလို့9ထပ်တိုက်ဘုံ90မှာထားပြီးတော့မိဘတွေကအပြင်ထွက်မခံအောက်အသွားမခံအမျိုးသမီးငယ်တို့ရဲ့ဘဝဟာအရွယ်ရောက်လာပြီဆိုလို့ရှိရင်စိတ်လှုပ်ရှားတာတို့စိတ်ကစားတာတို့ဆိုတာဘဝကပြီးတဲ့အတိတွေဒါတွေကိုတော့ဘယ်သူမှမလွန်ဆန်နိုင်ဘူးပေါ့နော်ဘဝရဲ့အတွေ့အကြုံတွေရသူတို့ရဲ့စိတ်ဆန္ဒတွေဖြစ်ပေါ်လာတတ်တယ်ပေါ့အရွယ်ရောက်လာပြီဆိုရင်ဒီတထေးသမီးလေးကလည်းပဲမိဘတွေကဘလောက်ကြက်ကြက်တဲတဲဆောင်းရှောက်လေသာပြူရင်းပေါက်ကနေကိုကြည့်ကြည့်တာလူဆိုတာကိုကြိုက်တာတွေ့သွားရင်မလွယ်ဘူးနော်အဲ့ဒါလို့ပါရမီရင့်တန်နေတဲ့ပါရမီရှင်မဖြစ်တော်လဲသူဘာသွားတွေ့တော့လို့ဆိုတော့ရာဇဂုပြည်မှာရာဇောသားတယောက်အဲ့တော့ရာဇဂုပြည်ဆိုတော့ဗိမိသာရမင်းကြီးအုပ်ချုပ်နေတာပဲဗိမိသာရမင်းကြီးဆိုတာသောတာပန်ပဲသောတာပန်အုပ်ချုပ်ပြီမဲ့လို့ခုနကရာဇောသားကိုရာဇောသားပြစ်ဒဏ်ပေးရတာကတော့ရှိတာပဲနော်ဘုရင်ကြီးကိုယ်တိုင်ကတော့တတ်ခိုင်းတာတော့မလုပ်ဘူးပေါ့တတ်ခိုင်းတယ်သူ့မှာသေစီလူတဲ့စိတ်တော့မရှိဘူးသောတာပန်ဖြစ်တဲ့အနေနဲ့သို့သောဘုရင်ကိစ္စဆိုတာသူအဆုံးဖြတ်ပေးရတယ်ရာဇောသားတွေသူဆိုင်ရာဥပဒေတိုင်းစီမံဒါပဲပြောမှာပေါ့ဗိမိသာရမင်းကြီးကဒီသောတာပန်ဘုရင်ကြီးစစ်မိတ်ပေးတာလေးကိုကြည့်သောတာပန်ဘုရင်ကြီးစစ်မိတ်ပေးတဲ့စကားလေးပဲကြည့်ပေါ့တခါတော့ကဗိမိသာရရဲ့အင်္ဂမဂရဆိုတဲ့တိုင်းကြီးနှစ်တိုင်းဒီနိုင်ငံတော်အတွင်းမှာတိုင်းစုံပြည်ပနယ်စပ်ဒေသတွေမှာပေါ့တပုံတွေထားတာတပုံတွေထားတာခါကြတော့ဒီသတင်းတွေပြီးမင်းကြီးစီအစီရင်ခံတယ်အစီရင်ခံတော့ဘုရင်ကဘာပြောလို့ဆိုရင်တပုံတွေထားတယ်ဆိုလို့ရှိရင်လူတွေကဟိုပြေးရဒီပြေးရနဲ့ဟိုပုံးရဒီပုံးရမဖြစ်ဘူးလားတိုင်းပြည်မှာလှုပ်လို့ရဖြစ်တဲ့အခါကျတော့သူကဘုရင်ကအမိန့်ထုတ်တယ်စစ်ဘက်ဆိုင်ရာအမတ်ကြီးတွေအရင်ကလို့သွားပြီးတော့လုံခြုံစိတ်ချပြီးတော့ကြီးပွားတိုးတက်အောင်ဆောင်ရွက်ကြလို့ခိုင်းတာသူခိုင်းတာအကောင်းဘက်ပဲခိုင်းသို့တော့စစ်ဘက်ဆိုင်ရာအမတ်ကြီးတွေကဘယ်လိုနားလဲတော့ဆိုတတ်ရမယ့်ပုဂ္ဂိုလ်တတ်မှာပေါ့တပုံနေဓမြတွေဆိုဖမ်းမယ်တတ်မယ်ပေါ့ဟုတ်လားနေနေမယ်ဖမ်းမယ်ထောင်ချမယ်တတ်မယ်ဖြတ်မယ်ဒါလူစင်တစ်ခုပဲဒါပေမဲ့ဘုရင်ကြီးကမင်းတို့သွားဖမ်းတတ်ဒီလိုတော့အမိန့်ချဘူးသူကသောတာပန်ဘုရင်ပစ္စံတံဗနေဥစ္စိနထာနေဇတ်ဒေသတွေစီပင်အောင်သွားလုပ်ချက်ကွာလို့ခိုင်းလိုက်တာပဲဒါပဲသူခိုင်းတာစီပင်အောင်လုပ်ခိုင်းတာသူကစီပင်အောင်လုပ်ပုံလုပ်နည်းတွေတော့သူမပြောဘူးပေါ့နော်ဒါကြောင့်မို့လို့ရာဇဝသားဆိုရင်မင်းတို့ရာဇဝသားဥပဒေအတိုင်းဆောင်ရွက်ကြဒီတိုင်းပြည်မှာရာဇဝသားတွေဒီချမ်းချမ်းပြည်သူတွေချမ်းချမ်းနေထိုင်ရအောင်စီမံကြဒါပြောမှာပဲသူကအဲ့လိုစီမံကြလို့ပြောတဲ့အခါကျတော့ခိုးဆိုးတိုက်ခိုက်နေတဲ့ရာဇဝသားတယောက်လက်ပြန်ညှိုးတုပ်ပြီးတော့တေတံပေးမှာပေါ့အဲ့ခေတ်ကထုံးစံတိုင်းအဲ့ဒီရာဇဝသားတယောက်ကိုဖမ်းပြီးတော့လာတာကိုခုနတထေးသမီးကသူ့အိမ်လေးသားပြင်းကလှမ်းကြည့်မြင်ရ9ထပ်ဆိုသိမ့်မမြင်ဘူးဆိုမြင်ရတာပေါ့ကောင်းကောင်းသူ
သူ့အိမ်သားကဖြတ်သွားတာလားသူ့စိတ်ထဲမှာတဏှာတဲ့စိတ်ဝင်ရုံနဲ့မကဘူးကျင်နာတဲ့စိတ်ဝင်သွားဝင်တဲ့အခါကျတော့သူ့ဖေကိုပြောတယ်ဒီတခိုးကဲတင်ပေးပါပေါ့ဆိုပြီးတော့သူနဲ့မှမပေါင်းဖက်ရလို့ရှိရင်သူသေးပါလိမ့်မယ်လို့ပြောတာအဲ့တော့မိဘဆိုတာလေသားသမီးကိုအမတန်ချစ်တာချစ်တဲ့အခါကျတော့သမီးဆန္ဒမလွန်နိုင်လို့တထေးကြီးကဝေးတစ်ထောင်ပေးပြီးတော့ရာဇောသားအလဲအလဲလှုပ်လိုက်တာဖြစ်ပါလိမ့်မယ်နော်အစားထိုးလိုက်တာဖြစ်မယ်အဲ့ဒီတခိုးကိုတိတ်တဆိတ်လဲပြီးတော့ယူလိုက်ပြီးတော့သမီးစိတ်ချမ်းသာပါစေဆိုပြီးတော့အဲ့ဒီတခိုးကိုအဲ့ဒါသမီးဆန္ဒအတိုင်းသမီးစီပုတ်ပေးတာဒါလူရဲ့စိတ်ဟာအမတန်မှဆန်းကျက်တယ်ပေါ့သို့တော့ဒီတခိုးကိုမြင်မြင်ချင်းဘာဖြစ်လို့ဒီလိုဖြစ်တယ်လဲဆိုတာဘဝကအကြောင်းတော့ရှိမှာပေါ့အတိတ်ဘဝတုန်းကအိမ်အောင်ဖက်ခဲ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်ဒါသို့တော့ဒီနေရာမှာအဲ့ဒီဇလန်းအကြောင်းအထူးမပြောတော့ဘူးပေါ့ဒါမျိုးကလူတွေမှာတခါတလေကိုယ့်ကိုစဉ်းစားကြည့်တခါမှမမြင်ဘူးပဲနဲ့မြင်မြင်ချင်းခင်မင်သွားတဲ့ပုဂ္ဂိုလ်ရှိတယ်တခါမှမတွေ့ဘူးပဲနဲ့မြင်မြင်ချင်းမုန်းသွားတာလည်းရှိတာအဲ့ဒါဟာနောက်ကြောင်းတော့ရှိတာပေါ့ကိုမသိတဲ့အကြောင်းတရားတွေအဲ့ဒါမျိုးကြတော့ unknown cause လို့ပြောတာ unknown cause ကကိုမဖော်ထုတ်နိုင်အကြောင်းမရှိဘူးပြောတာမဟုတ်ဘူး causeless လို့ပြောတာမဟုတ်ဘူး unknown cause အကြောင်းကိုမသိဘူးအကြောင်းတော့ရှိတယ်အဲ့ဒီတထေးသမီးလေးဟာလည်းအဲ့ဒီလိုစိတ်လှုပ်ရှားပြီးတော့ဒီရာဇောသားကိုမှသူကတဏ္ဍဆွဲဖြစ်သွားတာမြင်ယုံလေးနဲ့တဏ္ဍဆွဲဖြစ်သွားတော့မိဘတွေကအဲ့ဒါလည်းလျောပြီးစီမံပေးရတယ်အေးတထေးသမီးလေးကဒီရာဇောသားလူဆိုးကြီးကိုချစ်လိုက်တာမပြောနဲ့ဒါချစ်အဲ့ဒါလိုနေရင်ကနေဒီလူကြီးကလည်းရာဇောသားကလည်းဒီတထေးသမီးကိုတတ်ပြီးတော့ဒီပစ္စည်းဥစ္စာတွေကဘယ်လိုယူရမှာမလဲဒါပဲတွေးနေကြည့်လူဆိုတာတော့တော်တော်ခက်တယ်ဝါသနာချင်းကမတူဘူးဟိုလူကတခိုးဆိုတာကသူကပစ္စည်းပဲကြည့်မှာပဲဒီပြင်မကြည့်ဘူးလေလူတတ်ပြီးပစ္စည်းယူဖို့ပဲဒါပဲကြည့်နေသူကဘယ်တော့မှငါဒီတတ်ပြီးတော့သူယရနာပစ္စည်းတွေယူရပါမလဲဘယ်တော့မှအခွင့်အရေးရပါမလဲဒါပဲတွေးနေသူကအတော့အံ့ဩစရာကောင်းတဲ့လူရဲ့စိတ်ဘယ်ဘဝကပန်းလာတဲ့အနုတ္တယဓာတ်တွေဆိုတာတော့မသိဘူးပေါ့တခိုးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲဒါပါရမီလို့တော့မခေါ်ရဘူးပေါ့သူ့ရဲ့ဇယိုက်ဆိုးဟာခုမှပေါ်လာတာတော့မဟုတ်ဘူးဒီဇယိုက်ဆိုးကအတော်တော်ကိုအခြေခံကောင်းကောင်းနဲ့အတိုက်အောင်နဲ့ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ပဲပြောရမှာပါအမတန်ဒီသူ့ရဲ့အသက်ကိုလည်းကယ်ထားသေးတယ်ချမ်းချမ်းသာသာလည်းနေရသေးတယ်ဒီဘုံဘဝဆိုရင်တာမန်ကြည့်မယ်ဆိုပျော်စရာမကောင်းဘူးလားမပျော်ဘူးသူလှုပ်ချင်တာဘာလို့ဆိုရင်လူတက်ပြီးပစ္စည်းယူချင်တာဒါသူ့ဆန္ဒကဲအဲ့ဒီတခုရတယ်အဲ့ဒီလူဆိုကလည်းလူတက်ပြီးတော့ပစ္စည်းယူချင်တာဟောဒီတထေးသမီးကိုသူကတတ်ဖို့ပဲကြည့်တယ်ဒါသူဇနီးဖြစ်နေပြီဒါပေမဲ့တတ်ဖို့ပဲကြည့်တယ်ကဲပြင်မဲ့ကိုဘယ်လိုထုတ်ရပါမလဲဒါစဉ်းစားတာအမြဲတည်းကြတော့သူပြောတယ်ငါကျေးဇူးရှိတဲ့ငါဒီရာဇောသားဘဝကနေပြီးအပြစ်ဒဏ်ကနေပြီးတော့လွတ်လာတာဟာတဲ့ငါဆူတောင်းခဲ့လို့နတ်တွေကိုပူဇော်လို့အဲ့ဒီနတ်မင်းရဲ့တကူနဲ့ငါလွတ်တာတဲ့အဲ့ဒါကြောင့်မို့လို့အဲ့ဒီနတ်မင်းကြီးကိုငါပူဇော်ခြင်းတယ်ပေါ့လီဆယ်ပြီးတော့ပြောတာနော်အဲ့ဒီနတ်မင်းကြီးကိုပူဇော်ခြင်းတယ်ပူဇော်တဲ့အခါမှာလည်းပဲမင်းနဲ့ငါနှစ်ယောက်တည်းပဲသွားမယ်ဘယ်သူမှမလိုက်ခဲ့စေနဲ့သူ့အကြံဉာဏ်ကလူတက်ပြီးပစ္စည်းယူခြင်းတယ်မင်းမှလည်းဝတ်ပြီးသားယရနာတွေအကုန်လုံးမင်္ဂလာဆောင်လုံးကဆင်တဲ့ဟာတွေအကုန်လုံးဝတ်ခဲ့ပေါ့ဝတ်ပြီးသွားကြမယ်ဆိုတော့တတိသမီးကြီးကလည်းသူ့မျိုးသားကိုချစ်တော့သူလိုက်လျောတဲ့အကုန်လုံးသူပြောတာတွေအကုန်လိုက်တော့ပြီ
ကဲသွားမယ်ကြော်ပွဲလေးရွက်ပြီးဘယ်ခေါ်သွားတော့ဆိုတောင်ပေါ်တက်သွားကြကျန်တဲ့လူတွေကိုအဲ့ဒါမလိုက်ခက်နဲ့လို့ပြောပြီးတော့သူတို့နှစ်ယောက်တည်းတောင်ပေါ်တက်သွားနတ်ကိုပူဇော်မယ်ပေါ့လိမ့်လီလှိစားပြီးတော့ခေါ်သွားတာသို့တော့တထေးသမီးလေးကသူ့အမျိုးသားပေါ်မှာချစ်တဲ့စိတ်နဲ့သူဟာအကောင်းမဲ့မြင်နေတော့မယ်အဲ့ဒီအချိန်ကြီးတောင်ထိပ်ပေါ်ရောက်ဘေးကလူသူမကြားတော့တော့ဘူးဆိုတဲ့အချိန်ကြီးတခိုးရဲ့မျက်နှာကြီးကရာဇဝသားကြီးရဲ့မျက်နှာကြောက်စရာကြီးဖြစ်လာတယ်အဲ့ဒီမှာကဲမင်းအဝတ်လက်ဝတ်တန်းစာတွေကုန်ချွတ်လက်ဝတ်တန်းစာတွေကုန်ချွတ်မင်းကငါတတ်ရလိမ့်မယ်ဒီဘလောက်ကြောက်စရာကောင်းတဲ့ဇာတ်လမ်းလဲဒါတကယ် true story ပဲအဲ့ဒီခေတ်ကနော်အဲ့လိုပြောတဲ့အခါကျတော့တထေးသမီးတွေကပထမတော့သူ့ကိုကြည်စဲနေတယ်ထင်တာပေါ့ဒီလိုလုံးလိုက်မယ်လို့သူမယူဆဘူးသူကပြောတယ်နောက်ကျတော့ကြည်စဲတာမဟုတ်ဘူးအတီပေါင်းဖြစ်လာတဲ့အခါကျသူတောင်းပန်တယ်ရှ िख ိုးပြီးတော့မဟုတ်ပါဘူးဒီပစ္စည်းတွေလည်းပဲကိုယ်ဇနီးပစ္စည်းဆိုတော့ရှင်ပိုင်တာပါပဲအသက်တော့ချမ်းသာပေးပါအကယ်၍ဟိုရင်းဖြစ်ရင်သူ့ကိုကျွန်မလို့ကြီးညာပြီးတော့ကျွန်မအဖြစ်သူနဲ့တူတူနေပါရစေပေါ့အဲ့လောက်ထိအောင်ဟိုကလိုက်လျောတယ်သူ့ကိုကျွန်မလို့ကြီးညာပြီးတော့ကျွန်ခံမမယ်သူတော့မတတ်ပါဘူးအသက်တော့ချမ်းသာပေးပါမရဘူးဟိုလူကဒီငါတို့ကလူတတ်ပြီးမှပစ္စည်းယူတာတဲ့အဲ့တော့မင်းကိုတတ်ကိုတတ်ခုမှတော့မင်းစကားများမနေနဲ့မြန်ချုပ်ပေါ့အဲ့ဒီချိန်မှာတထေးသမီးတွေကကြည့်ဒီချိန်မှာသူဘလောက်ချစ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သူ့အသက်သူကာကွယ်ရတော့မှာပေါ့လေကာကွယ်ရတော့မှာဆိုတော့အဲ့ဒီချိန်မှာဉာဏ်ရည်ဉာဏ်သွေးဟာအမတန်မှတန်ဖိုးရှိတယ်ပေါ့အမျိုးသမီးကဘလောက်ဉာဏ်ထက်တယ်ဒါမို့အမျိုးသမီးတွေအဲ့ဒါကိုအကြောင်းပြုပြီးတော့တင်ခနုပ္ပတ္တိဉာဏ်ဟာယောက်ျားတွေနဲ့တာတယ်လို့ပြောကြတယ်ဟိုလူကလိန်ခေါ်လာတာသိသွားပြီငါတော့တတ်တော့မှာပဲအဲ့တော့ငါကသူ့ကိုအရင်ဘယ်လိုလုပ်တတ်ရမလဲဆိုတာသူခေါင်းထဲမှာချက်ချင်းပေါ်လာတဲ့အခါကျတော့သူ့ဘဝမှာတဲ့သူ့မျိုးသားတော့သူပြောတော့ပေါ့လေဇာလန်းသက်ကွက်ဆိုပြောပေါ့ဘုံကတော့မပြောတတ်ဘူးအဲ့လောက်ချင်းသူ့စိတ်ထဲမှာဘဝတစ်ခုရလာတာရှင်လောက်ခင်မင်စရာကောင်းတဲ့ပုဂ္ဂိုလ်သူ့စိတ်ထဲမှာတစ်ခုမှတဦးမှမရှိပါဘူးတဲ့သူ့ပေါ်မှာအချစ်ဆုံးမှလို့ဒီလိုပြောပြီးတော့အဲ့တော့မထူးတော့ပါဘူးကျမတတ်ချင်လဲတတ်တော့မသေးခင်လေးတော့အားရအောင်ကြော့သွားခြင်းပါလေပွေ့ဖက်သွားခြင်းပါလေဆိုတကူကတော့ပိုင်ပြီပေါ့အဲ့ဒီချိန်လေးမှာတောင်ထိပ်မှာကဲသူလျှော့ပြီငါအကြံအောင်ပြီပေါ့အဲ့ဒီမှာကုဏလကေတာလည်းသူ့အကြံနဲ့သူပဲတကူတခါတည်းကြော့ပြီးပွေ့ဖက်တဲ့ပုံစံမျိုးလုပ်ပြီး၆တဲတွန်းချလိုက်တာသောရပပတ္တလို့ခေါ်တယ်ရာဇဝတ်သားတွေကိုအဲ့ဒီတောင်ထိပ်ကနေတခါတည်းရန်ပြစ်ချကြောက်ဆောင်ကြောက်စွန်းကြီးတွေထွက်ပြီးတော့နေတာအောက်ရောက်တဲ့အခါတခါတည်းအကုန်လုံးအဆုတ်ဆုတ်ပြက်ပြက်ဖြစ်ပြီးတော့တည်တဲ့နေရာသောရပပတ္တတခိုးတွေကိုပြစ်ချတဲ့၆ကဘာလို့အဲ့တောင်ကြီးရှိအဲ့ကောင်ပြစ်ချတာစဉ်းစားကြည့်တော့ပါရမီရှင်မလေးဖြစ်ပေမဲ့လို့သူကလူသတ်မှုကိုကျူးလွန်လိုက်ပြီအခုပြောမယ်ဆိုရင်ဒါလူသတ်မှုကိုကျူးလွန်လိုက်တာပဲလေရာဇဝတ်သားကိုကြည့်တိတ်တဆိတ်နဲ့ပတ်စံပေးပြီးလှည့်ပြီးယူထားတယ်ယူထားရုံနဲ့မကဘူးအခုတခါဒီရာဇဝတ်သားကိုသူကိုယ်တိုင်ပြန်ပြီးတော့ဟောလူသတ်မှုကျူးလွန်လိုက်ကြတယ်ပေါ့စဉ်းစားကြလိုက်မယ်ငရဲမကြည့်ဘူးလားကြည့်တာပေါ့တတ္တဆိုရင်တော့ပါဏာတိပါဒဖြစ်တာပေါ့သို့သောအတိုင်းတာတစ်ခုအရာတတ်တယ်ဆိုတိုင်းပါဏာတိပါဒကတော့ဖြစ်တယ်သို့သောအပြစ်ကြီးတယ်အပြစ်သေးတယ်ဆိုတာကြတော့ကြွားချားတယ်ပေါ့ငမိုက်သားတယောက်ကိုတတ်တာတီလာရှိတဲ့သူတော်ကောင်းကိုတတ်တာနဲ့သူတော်ကောင်းတတ်ရင်ပို့ပြီးတော့ငြိအကြည့်ပို့ပြီးတော့အပြစ်ကြီးတယ်ပေါ့ငမိုက်သားတယောက်တတ်တာကြတော့ဒီလောက်ကြီးအပြစ်မကြီးတော့ဘူးပေါ့
Eri Maleveji, what's a little gone, Chen little gone, Tatana. Queer gone, send a gone over the Tabi so. Povio Lona Sayalo, Jipuji del Jor. A gone G in Le, Lona Posayalo, Jipuji del Jor. No? Pero Asayamu Boma, Mudivido, Piji, Piji. At that kind of Bogo yet. Kuchinja, Koyi, Jibidon, Piji, Piji, some child. Ero di Lua, don't want to go into Yamashi the Boku. The Gary Mandai and do that on Masuro. Ubetamine. We're fetching on some video, Jawego, don't chat like that. Holuale and I meet one. Eri Chima, over Bede, Apani, Yazo, that don't want it, two Java with the carrot. Oh, a by my a Jab Chitwa Chima, over Bede, Apani, Pola, He Niaragama, he Yaujari, Nyansi and Mobu, Maymari, and Nyansi, he said, Pani. Eddie Towns on that day, Georgia. Through a deep waji wagon in a chili. One that I had Lako Dija Mabo, Yarama Yaujari, Dinya Shida Mobu, amuse the media, level Dinya Shida, hey, so be it. Chichore, Dani Pola. Get Eddie and you the Miha. Kondala Keta, Pata, look at Collie Erichema too. Tu Korai, you had it. သူရဲ့အမျိုးသားကိုသူကိုယ်တိုင်ပြန်ပြီးတော့တတ်စဉ်းစားတာကြည့်တော့ပြိဋ္ဌာသူ့ရဲ့စိတ်ဓာတ်ဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်မဖြစ်လို့သူတတ်လိုက်ရတယ်လေမုံလို့တတ်တာမဟုတ်ဘူးကိုကမတတ်ရင်သူကတတ်တော့မှာဟုတ်အဲ့တော့သူရွေးချယ်လိုက်ရတဲ့လမ်းကသူဟာအိမ်ပြန်ဖို့မဖြစ်နိုင်တဲ့လမ်းဖြစ်သွားပြီဘာဖြစ်လို့လဲဆိုကိုယ်တိုင်ပြစ်သားတယောက်ကိုပတ်စံနဲ့ရွေးယူပြီးတော့ကိုယ်တိုင်ပြန်တတ်ဖြစ်တယ်ဆိုတော့ဒါအဓိပ္ပာယ်မရှိတော့ဘူးလောက်ရကဟုတ်လားအဲ့ဒါနဲ့သူဘာဆုံးဖြတ်လိုက်တုံးဆိုလို့ရှိရင်ကဲဒီလောက်ကြီးဆိုးဝါးလာတဲ့ငါရဲ့ကံကြမ္မာဘဝလူပေါင်းလူဘဝမှာတော့မနေတော့ဘူးယဟမဘဝလူလောကခွာရှောင်တဲ့ဘာသာရေးတွေပဲဝင်တော့မယ်လို့ဆိုပြီးတော့အိမ်မပြန်တော့တစ်ဖက်လမ်းကနေပြီးတော့တိတ်တိတ်ဆိတ်ဆင်းသွားလိုက်တာသူတို့ဇာလန်းကလည်းဒီနားတင်ပြတ်သွားတာပဲဟုတ်ကဲ့ကျန်တဲ့လူတွေရှာတော့ရှာမှာပေါ့အခုကလူရဲတွေဘာတွေလဲတိုင်ရင်တိုင်မှာပေါ့လူပြောင်းနှုံးတယ်အဲ့ဒါတွေတော့မြုပ်ထားလိုက်ပြီးမပြောတော့ဘူးနော်အဲ့တော့ဗတ္တာဟာတိတ်တိတ်ဆိတ်လမ်းတစ်ခုကနေဆင်းသွားပြီးတော့ဘယ်ကိုသွားတော့ဆိုစိတ်တံပရလို့ခေါ်တယ်အဝတ်ဖြူဝတ်တဲ့အမျိုးသမီးတွေနိခန္ဓတပည့်တွေဖြစ်လောက်တော့ပေါ့နိခန္ဓနာတဗုဒ္ဓရဲ့တပည့်တွေအဝတ်မိုးတဲ့ခိုင်းရှိတယ်လို့အဝတ်ဖြူဝတ်တဲ့ခိုင်းရှိတယ်အဲ့ဒီပြပိုက်ခိုင်းတဲ့ခိုင်းကိုသူရောက်သွားတယ်ရောက်သွားပြီးတော့သူတို့အမျိုးသမီးပြပိုက်မအဖြစ်လုပ်ပြရစေလို့ပြောတော့သူတို့ရဲ့ထုံတန်းစင်လာအရာရှင်ပြုတာကဘယ်လိုရှင်ပြုတော့လို့ဆိုတော့အမျိုးသမီးကိုခုခေတ်ဆိုရင်သီလရှင်ဝတ်ပေးတာပေါ့နော်သူတို့ကသီလရှင်ဝတ်ပေးတယ်ဘိက္ခုနီဝတ်ပေးတာဘယ်လိုဝတ်ပေးလို့ဆိုရင်ခေါင်းကသပင်ကိုကတ်ကြီးနဲ့ကြိုက်တာတို့တင်တုံးနဲ့ရိတ်တာတို့ကမလုပ်ဘူးသူတို့ထုံးစံမွေးညက်နဲ့တပင်ချင်းနှုတ်တာဘယ်လောက်ခံရမလဲဆိုတော့စဉ်းစားကြည့်တော့သပင်တွေကိုတကောင်းလုံးပြောင်းအောင်မွေးညက်နဲ့အဲ့ဒါတပင်ချင်းနှုတ်တာအဲ့ဒါကျိတ်မိတ်ပြီးတော့ခံပြီးတော့တကောင်းလုံးနဲ့အဲ့ဒါပြောင်းသွားတယ်အဲ့လိုမှသူကလည်းဝိုးခွင့်ရမှာဝိုးပြီးတော့သူတို့ရဲ့တရားဓမ္မတွေဝါဒရေးရာတွေကိုသင်တယ်နော်ဘဝဆိုတာကြည့်လူကိုတယောနေတယ်လို့ပဲဟိုပဋိမုဒ္ဒရာမြတ်စွာဘုရားလက်ထက်တုန်းကခိဗ္ဗဗိညာဘိက္ခုနီအရာဣတရေရဖို့ရာစုပန်ခဲ့တာမဟုတ်လားကြည့်လွဲချော်ချော်တွေဖြစ်တယ်လွဲချော်ချော်တွေဖြစ်လာလိုက်တာသူ့ဘဝလမ်းကြောင်းမတည့်သေးဘူးပါရမီရှင်ဘဝဖြစ်ခဲ့တဲ့နဲ့ဒါမျိုးတွေခံရတယ်ဆိုတော့ဘုန်းကြီးတို့တွေစဉ်းစားကြည့်လောကမှာဆိုရင်တော့ဒီလောကရန်ဆိုတာရှိတယ်လို့မှတ်တာနော်အဲ့ဒါလိုဘဝရောက်တော့
Eri provided you are then be to Jajanana. You are since that we call it a chain lema. Quilgama. Totama did had it, Ludegon along. Lemoni de Pegu. Kai Piabio, Chila. She or my milk when it had a Murishia. I don't Lude long and Lemoni, let the pet Yanida you, do she Chila. Eddie let the peg a combo, pull out in it. Also in Namiro, Eddie boat needed, let you Chila. Do not yell that I Eddie let you Chavio, Pio. Quidagama, I do time, Biro, you are a Senzanido. Eddie pull out in it, let you near like that come. Do a day donor, come a time, Shumakera, lady, Eddie Chimanabo. Oh, do say them, Tatumia Legi, Yonzajilo, Dilomadu, Diloji, Juida, Hobu, or Chizan. Luleji pull out in a Matendevu, Eddie Luben, Naleji let a Mushima, so hardly compare Loda to a Senza. Senzaga, Lu went on. If Dama Barmi machine and lose solution, ha, Quichi Lara Pozo and Nalaida. Do I have no Jazama Chima, no? The love and name my valley. Edujara Alumogu, Eraji Chibi, Tawiga City, Chinaida. Naleji let a Mube. Dilution, my way. Can I go here, Matinda, Yonsawari, good, 2 below. The deed is now we got it, the Maridi, Yala. Yala Kajara, 2 sacred Dinjana, Dadi, Abduba Korabo. A mother and Dodema, Nawati Wichika, Kaya Nubadana Remata, Pa. Kaya Nubadana Rema, Dilu long on. Can I go, told them a bit long on the coup. Shumai and Nebiota, Kanubadana Chibi, Mekuniva Yana and Sura sheet, no? Eragumia Kajaro, do say there, Amadama, the mutami, Pionela, do a paw, Beguni, do a paw, provide Mari, Yorabo. Yore Kajaro. Turo a you are a chain name, Madame Yumapao. Maparo, Tindu Aduba Bavanaru, Kaya Nubadana Sura. Gorma Pia Hore Tiari de Shide, Jabu Repo. Eroda, Gorma Pia Tom Ima Chimebo. Surely, do a bomb for you, let the walk on ya, do a light boat. Light boat Piazzi Pore Kajaro, Yasavia, Shimjare, Kandangava, Irana Saneba, Seshiba Surari, Shimbiare, the Bawadiari, Maniere, Anisa Sura Shimbiare, Doka Sura Shimbiare. Gozo by Samu Golo, and Machibu, and Nada Sura, the body are who Shimpia later. Eri Shimpia later, Nayan Neve, Team Udamilia, a take up leaching it, now you get wooded, the Adamari, Piambio, the Diana, Totavan Chitwara. Totavan Chitwara, and the Vianet. To a Yasaviazi Quempanora, eh? Bekuni Machit, Pianyamare. Econa Biosia Litakua. Do you muin a mega bata? Savina a muilidu. Muinyan, the Kujin, no like that, now tap Pian Paula, a muilidiga. Savin Kausa in Dobby, Kausia Malovene, Kauku Lily Twala. No? Savin Kausa in Dobby, Kausia Malo, Savin Lady, a Guili Twala. Panet to run to lesser Queen Lady Lu, Savin Lady, a quick out. Era le dugo, Kondala, Kita look hot. Kondala sora, lesso, Kita sora something. Lesso Quentaran Samin she do so that Hinameli do one. Parmarona do Mebada, Bepo. Mebada Ganiviro, Eri Konanga, Sabin would opinion, no ya, not up Jambola, Kajan, or calculated Boba. A Aranet Adana when meet a Beguni shit. Beguni chaying on a video. We better not change the nego, Sabiro Chinaida. The nature of Beniyama do a dinian that could got 2 lenses. Some of Jan Lade Kaja, a Yama, Chase. But my yearly the quality cut me or Chirago long night. Long night there car. She lay a sea bio. Come on. Now that the cat quite long and Eddie de Posey gone. Now the cat quite long and Eddie de Posey.
စီးသွားပြီးရင်ရေထဲမှာမြေကြီးထဲမှာစိတ်ပြီးတော့ဝင်သွားအဲ့ဒီသဘောတရားလေးတွေကိုကြည့်တော့အော်ရေလေးကဖြစ်လာပြီးတော့ပျောက်သွားတာပဲဖြစ်လာတာကိုရေလေးတွေဖြစ်လာတာကိုလည်းသူတတိထားမိတယ်ပျောက်သွားတာကိုလည်းတတိထားမိတယ်အဲ့လိုတတိထားမိရင်ကကိုယ်ခန္ဓာကိုယ်ကြီးမှလည်းပဲဒီတိုင်းပဲဖြစ်ပြီးတော့ပြက်နေတာပါလားလို့ဆိုတဲ့ဝိပဿနာဉာဏ်လေးတက်လာတဲ့အခါမှာသူဟာသောတပန်ကနေပြီးသဂရဂံအနာဂံယဟန္တာထီအောင်ဖြစ်သွားပါတယ်ဒါပါရမီရဲ့ဘဝတွေပဲပါရမီရှင်တို့ရဲ့လေ့ကျင့်ခဲ့တဲ့ဘဝဟာဒီနေရာမှာသူကအပြည့်အဝရောက်လာတဲ့သဘောပေါ့နော်အဲ့ဒါလိုအသိဉာဏ်ထက်မြက်ပြီးတော့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေဒါတွေကိုဆင်ញင်ပြီးဥရိယပြဉာဏ်လို့ဆိုရယ်ဖြစ်မှုပြမှုပြတ်တဲ့သိတဲ့ဉာဏ်ကနေစပြီးတော့နောက်ဆုံးမှာဝိပဿနာဉာဏ်လမ်းဆုံးလို့မဖို့ထီအောင်ရောက်သွားတယ်အထက်မဲ့အထက်ဖို့တွေကိုရောက်သွားတော့ဉာဏ်နာမကြီးဖြစ်သွားတယ်အဲ့ဒါလိုဉာဏ်နာမကြီးဖြစ်သွားတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကတန်ခါအစည်းအဝေးတစ်ခုမှာသူဟာသာသနာပေါင်းဝင်လာတာလည်းမကြဘူးကြည့်လေခွေးတကောင်ကပုတ်ပွားပြီးတော့လောက်တွေကြားနေတဲ့လူရဲ့လက်ပြတ်ကြီးကိုချီးလာတာကစပြီးတော့သူအသိဉာဏ်တွေဟာဉာဏ်လိုက်တာဖြစ်လာတာမြတ်စွာဘုရားဟောတော့လဲကြာကြာမဟောရအောင်တလုံးတစ်ပါးဟောတာနဲ့အခုသဘောတွေပေါက်သွားတယ်အသိဉာဏ်ဖြစ်ပုံအလွန်တရာဉာဏ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကသူ့ကိုခိဗ္ဗပိညအမတန်မှလင်းလင်းဉာဏ်ဉာဏ်အသိဉာဏ်သိတဲ့အသိဉာဏ်ရှိတဲ့ဘိက္ခုနီမအရာမှာတော့ထူးချွန်ထက်မြက်ပါတယ်လို့ချီးမွမ်းခံရတဲ့အမျိုးသမီးဘဝရောက်သွားတယ်အဲ့ဒါဟာသူ့ရဲ့ရည်ရွယ်ချက်ပဲသူစုပန်ခဲ့တဲ့နေရာဟာအဲ့ဒီနေရာမှာရောက်တယ်ပေါ့နော်သူလျှောက်လန်းလာခဲ့တဲ့ခရီးကြီးကကြည့်ဘဝတသိန်းတောင်နဲတာမှတော့အဲ့ဒါလောက်လျှောက်လန်းလာခဲ့ရတဲ့သူစုပန်လာခဲ့တဲ့ကုသိုလ်ကောင်းမှုကြီးရဲ့နောက်ဆုံးအကျိုးပေးဟာအဲ့ဒီမှာပဲဖြစ်ပါတယ်အဲ့ဒါအကျိုးပေးပြီးလို့ရှိရင်ဒီကုသိုလ်ဟာလုံးဝသူ့ရဲ့တာဝန်ပြီးစီးသွားတဲ့သဘောပေါ့ဒုံမြန်ကြီးပြစ်လိုက်တာ destination target ကိုထိမှန်ပြီးတော့သွားပြီဆိုတာလို့ပဲနောက်ဆုံးညှော်မှန်းတဲ့နေရာကိုရောက်သွားတယ်သူ့ရဲ့စေတနာစွမ်းအားတွေဆန္ဒစွမ်းအားတွေဟာလည်းပဲဒီနေရာရောက်သွားတဲ့အခါမှာလုံးဝငြိမ်းသွားပြီပေါ့အေးဒါကြောင့်မို့လို့ဒီကနေ့ပါရမီရှင်တို့ရဲ့ဘဝဗတ္တာကုံတလကေတာထေရီမရဲ့ဇတ်ကြောင်းဖြင့်ပါရမီရှင်တို့ရဲ့ဘဝကိုဘုန်းကြီးတို့တွေဟောပြောရခြင်းဖြစ်ပါတယ်အဲ့ဒီမှာမှတ်သားစရာကတော့ပါရမီဖြည့်တဲ့ဘဝလေးတွေဟာမိမိတို့စတင်ဖြည့်လိုက်လို့အခွင့်သာတဲ့အချိန်ကနေစပြီးတော့ဒီကုသိုလ်ကံရဲ့ဆွမ်းအားတွေဟာပျောက်သွားတာမဟုတ်ဘူးနောက်ဆုံးကိုယ့်ရည်ရွယ်ချက်ထိအောင်ဒီကုသိုလ်ကံတွေကနေပြီးတော့အကျိုးပေးတယ်ဒါကြောင့်မို့လို့ကောင်းတဲ့ရည်ရွယ်ချက်တွေထားပြီးတော့ဘဝတန်တရားခရီးမှာရှောက်လန်းရအောင်တော့ဘဝတန်တရားခရီးထဲမှာရှိနေသေးတယ်ဆိုလို့ရှိရင်လောကရန်မုံတိုင်းနေနဲ့လည်းပဲကြုံရတတ်သေးတယ်ဆိုတာဒီဝိတုဇာလန်းကိုကြည်ခြင်းအားဖြင့်လူရဲ့စိတ်နေသဘောထားတွေကြောင့်ဖြစ်စေပတ်ဝန်းကျင်ကြောင့်ဖြစ်စေမလိုလားတဲ့အဖြစ်အပျက်တွေနဲ့ကြုံကြရတာမျိုးတွေလည်းရှိတယ်ဘဝရဲ့ပြည့်ရဲ့ပြုတာကိုခံရတဲ့ခန္ဓာဒီဘဝကြီးဟာဖြင့်အလွန်တရာငြင်းငွေ့စရာကောင်းတယ်အဲ့ဒီအလွန်တရာငြင်းငွေ့စရာကောင်းတဲ့ဘဝကြီးကနေပြီးလွတ်မြောက်အောင်မှုလမ်းစဉ်ကတော့မဂ္ဂင်၈ပါးဆိုတဲ့အကျင့်စဉ်တစ်ခုတည်းသာရှိတယ်ဆိုတာမြတ်စွာဘုရားဟောထားတဲ့အတိုင်းသဘောပေါက်ပြီးတော့တရားချက်ကင်သူတော်စင်ပြိဿပေါင်းတို့ဒီမဂ္ဂင်၈ပါးဖြင့်တည်ဆောက်ထားတဲ့မစ္စည်းမပฏิပဒါလို့ခေါ်တယ်မှန်ကန်တဲ့အရိယာသူတော်မြတ်တို့ရဲ့ကျင့်စဉ်အတိုင်းကျင့်ကြံကြိုးကုပ်အထုတ်ခြင်းဖြင့်မဖို့နိဗ္ဗာန်ကိုကိုယ်စီကိုယ်မှမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းမေတ္တာပို့အောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံင
ငြိမ်းချမ်းကြပါစေလက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတာအာဇရာမရာတိတိဘာဝနိဗ္ဗာနံယန္တုသာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညင်နောက်ကိလေသာအစိတ်အတောက်ဟူသည်များတို့သည်သမုဟတာပိဉ္စဘဲတွင်ရေမတင်ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအသရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းတတ်သောတိတိဝဝကိလေသာဟုပုခသိင်ကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်လည်းမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း